သိန်းခွဲဆိုတဲ့ဝင်းကျင်နဲ့စက်ခွန်ကြီးနဲ့ရုပ်ရှင်ကြည့်မယ်ဂိမ်းဆော့မယ်ပြီးတော့လို့ရှိရင် online ကနေပြီးတော့စာတင်တာတွေလုပ်လို့ရအောင်မယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ technology ပြီးတော့တည်ထွက်ထားတဲ့ technology က Pad 11 လေးပေါ်မှာဒီကောင်လေးကဘယ်လိုလုပ်ရတဲ့ပို့ပြီးတော့တင်တော့တာလဲပြီးတော့လို့ရှိရင်ဒီကောင်လေးမှာဘာတွေသုံးထားလဲဒီကောင်လေးရဲ့အားနည်းချက်အားသာချက်တွေကဘာတွေရှိမလဲဆိုတော့အချမ်းမြင့်မှာပေါ့နော်ကျွန်တော်ရဲ့အမြင်လေးတွေကိုပြန်လည်ပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစပြီးတော့ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ display ဘိုင်းကနေစပြီးတော့ပြောရမယ်ဆိုလို့ရှိရင် display ဘိုင်းမှာဒီကောင်ကထုံးစံအတိုင်းပါပဲ LCD display ကိုပဲသုံးပေးလိုက်တာဖြစ်ပါတယ် secondary refresh rate အနေနဲ့ကတော့ဒီကောင်က90 Hz ကိုသုံးပေးလိုက်တယ်ပြီးတော့လို့ရှိရင် resolution ဘိုင်းမှာဆိုလို့ရှိရင်ကြတော့ဒီကောင်က1200 1920 pixel ကိုသုံးပေးလိုက်တာဖြစ်ပါတယ် secondary size အနေနဲ့ကတော့ဒီကောင်ကသူ့ရဲ့နာမည်အတိုင်းပဲပေါ့နော် Pad 11ဆိုတဲ့အတိုင်းဒီကောင်ကသူ့ရဲ့ secondary size ကတော့11 inch ရှိတာဖြစ်ပါတယ်ဆိုတော့ secondary ကြီးနဲ့ရုပ်ရှင်ကြည့်မယ် game ဆော့မယ်ပြီးတော့လို့ရှိရင်ဒီစာတင် online နေပြီးတော့စာတင်မယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ second ကလုံလောက်တဲ့လူခံစားရတယ်ဗျ11 inch ဆိုတော့တော်တော်ကြီးကြီးတယ်ရုပ်ရှင်ကြည့်မယ်ဆိုလို့ရှိရင်လည်းမိုက်တယ်ဗျပြီးတော့လို့ရှိရင်ဒီကောင်က speaker ဘိုင်းမှာဆိုလို့ရှိရင်လည်း stereo speaker ကို၄လုံးတိအောင်သုံးပေးလိုက်တာဆိုတော့အတန်ပါညာဒီစာတင်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီတစ်ဖက်ကကိုယ့်ရဲ့ဆရာတော်ဝင်ဆရာမကနေပြီးတော့ကျတော့တင်လိုက်တဲ့အရာတွေကကျွန်တော်တို့တဲတဲကွက်ကွက်မကြားရမှာကတော့စိတ်မှုစရာမလိုဘူးရုပ်ရှင်ကြည့်မယ်ဆိုလို့ရှိရင်လည်းခုန၎င်းပဲပေါ့နော်ရုပ်ရှင်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီရုပ်ရှင်ရဲ့သူ့ရဲ့ရုပ်ရှင်ထဲမှာရှိနေတဲ့အတန်တွေကတော်တော်လေးကိုတဲတဲကွက်ကွက်နဲ့ပို့ပြီးတော့ရုပ်ရှင်ကိုအပြည့်အဝခံစားရစီမှာကတော့သိရပါတယ်။ဂိမ်းဆော့မယ်ဆိုလို့ရှိရင်လည်းဥပမာပတ်ကြီးဆော့မယ်ဆိုလို့ရှိရင်လည်းခြေတံတွေကခြေကြားနေရမယ်ဗျာ။ဆိုတော့ဒီဘိုင်းနေမှာဆိုလို့ရှိရင်သူ့ရဲ့အားသာချက်ကတော့ဒီဘိုင်းလေးတွေကတော်တော်လေးမိုက်တယ်ပေါ့နော်။ဒီ display ဘိုင်းကိုသုံးသက်ကြည့်ရမယ်ဒါကျွန်တော်ရဲ့အမြင်ကိုပြောပြရမယ်ဆိုရင်ပြောချင်တာပါ။သုံးသက်တာဆိုနည်းနည်းလေးကြီးတော့ဒီမှာကြီးကြီးဖြစ်သွားတယ်။ display ဘိုင်းကိုကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ဘာမှသိပြီးတော့အပြည့်ပြောစရာမရှိဘူးလို့တော့ကျွန်တော်ကတော့မြင်တယ် processor ဘိုင်းမှာဆိုလို့ရှိရင်တော့ MediaTek Helio G99 6 nanometer ကိုသုံးမိလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီဘိုင်းမှာဆိုလို့ရှိရင်လည်းဘာမှအပြည့်ပြောစရာမရှိဘူးတချို့ gaming phone မှာဆိုတဲ့ဖုန်းတွေမှာတောင်ဒီ Helio G99 ကိုသုံးမိလိုက်တာဆိုတော့ဒီကောင်ရဲ့ SoC ကလည်းရန်ညံ့တဲ့အထက်မှာမပါတာတော်တော်လေးအဆင်ပြေတယ်ဗျာ gaming ဘိုင်းမှာဆိုလို့ရှိရင်လည်းတန်တဲ့တော်တော်လေးစောရတာအဆင်ပြေတဲ့အထက်မှာပါတယ်ဆိုတော့ဒီဘိုင်းမှာဆိုလို့ရှိရင်လည်းအားရတဲ့အထက်မှာပါတယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒါတော့ကျွန်တော်တစ်ယောက်ရဲ့အမြင်ကိုပြောချင်ဖြစ်ပါတယ်မိတ်ဆွေတို့နဲ့ခွဲပြားကောင်းခွဲပြားနေနိုင်ပါတယ်နောက်ထပ်ဒီကောင်လေးမှာဆိုလို့ရှိရင်ဒီ battery ဘိုင်းမှာဆိုလို့ရှိရင်လည်း 8000 mAh ကိုသုံးမိလိုက်တာတော်တော်လေးအဆင်ပြေတယ်tablet တစ်လုံးအနေနဲ့ 8000 mAh ကပြောမှဆိုလို့ရှိရင်လိုအပ်တဲ့ battery mAh လို့လည်းမြင်နေပါဖြစ်လို့လဲဆိုတော့တချို့ဒီဖုန်းတွေမှာဆိုရင်တော့ mAh တွေကတော်တော်များနေပြ battery ကတော်တော်လေးများနေပြီဆိုတော့ဒီ tablet တစ်လုံးအနေနဲ့ 8000 mAh ကတော့ဒါလိုအပ်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်သိပြီးတော့အဆင်မပြေတာကတော့ charging watt ဘိုင်းမှာဆိုတော့ဒီကောင်က session watt ပဲသုံးမိလိုက်တာဗျာ session watt နဲ့ 8000 mAh ကြီးနဲ့ဘယ်လိုမှသိပြီးတော့မအပ်ဆက်ဘူးဗျာဒါပေမဲ့လည်းဒါတွေကလည်းဒီ tablet တွေမှာဖြည့်ဦးဖြစ်စင်လို့တောင်ပြောလို့ရနေပါပြီဒီ battery mAh တော့များတယ်ဗျာဒီ charging ဘိုင်းမှာဆိုလို့ရှိရင် charging ဘိုင်းကသိပြီးတော့ကျတော့မများဘူးဒီဒီလောက်တွေသွားနေတာများတယ်ဒါပေမဲ့ဒါက budget level မူလာတော့မပြောတတ်ဘူးနောက်တစ်ချက်အနေနဲ့ကတော့ဒီကောင်က mouse တို့ keyboard တို့ကလုံးဝပြင်ပါပြီးတာပေါ့နော်ဆိုတော့ဒီအရာလေးကလည်းတော်တော်လေးကိုမိုက်တယ် keyboard ဆိုလို့ရှိရင်လည်းနှိပ်ရတဲ့ခံစားချက်လေးမဆိုးဘူးဗျာပြောမှဆိုလို့ရှိရင်ဒီဈေးတန်းနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်မဆိုးအဆင်ပြေပါတယ်ဆိုတဲ့ခံစားချက်မျိုးကိုရတယ်မောက်ကလည်းအဲ့တိုင်းမှာပဲမဆိုးပါဘူးဘယ်လိုပြောမလဲအရင်ကောင်းနေတယ်လို့ပြောချင်တာမဟုတ်ဘူးဗျာအဆင်ပြေပါတယ်ဒီလောက်သုံးပြီးလိုက်တာလေးအဆင်ပြေပါတယ်ပြောမှဆိုလို့ရှိရင်နောက်ထပ်ဝယ်စရာမလိုတော့ဘူးဗျာသိတယ်မလားအပေါ်ကုန်ကြစရာမလိုဘူးဒီမှာ original အနေနဲ့ဒီကောင်ပါပြီးသားဆိုတော့ဘယ်လိုပြောမလဲစိတ်ထဲမှာဆိုလို့ရှိရင်လည်း laptop တစ်လုံးအနေနဲ့ခံစားလို့ရ laptop တစ်လုံးသုံးရတဲ့ခံစားချက်မျိုးရတယ်ဗျာအဲ့လိုမျိုးလေးလုပ်ပေးလိုက်တော့ဒီပိုင်းလေးမှာဆိုလို့ရှိရင်လည်းမစိုးဆိုတဲ့ခံစားချက်မျိုးပြောမှဆိုလို့ဒီပိုင်းလေးကတော်တော်လေးမိုက်တယ်ဆိုတဲ့ခံစားချက်မျိုးတော့ကျွန်တော်အနေနဲ့ကတော့ရတယ်နောက်ပြီးတော့ဒီကောင်လေးမှာဆိုလို့ရှိရင်ဒီကောင်ကဘယ်လိုပြောမလဲဒီ keyboard မှာဆိုလို့ရှိရင်လည်းဗျာလုံးဝဒီလိုစစ်လေးနဲ့ခွာလို့ရတယ် keyboard လေးကလည်းအရင်လေးတဲ့အထက်မှာတော့မပါဘူး keyboard လေးကတော်တော်လေးပေါ့ပါလေးနဲ့အဆင်ပြေတယ်ပြီးတော့လို့ရှိရင်ဒီကောင်ကဒီမှာကတ်လိုက်မယ်ဆိုလို့ရှိရင်သူ့မှာတန်လိုက်ကပါပြီးသားဆိုတော့ရေးစေးဗျာလုံးဝအဆင်ပြေတယ်ဒီလိုခွာကြအမျိုးတွေလည်းမရှိဘူးဒီအချက်လေးကတော့တော်တော်လေးမိုက်တယ်ဆိုတဲ့ခံစားချက်မျိုးတော့ရပါတယ်
အားနည်းချက်ကိုပြောပါဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ weight ပေါ့နော်ဒီကောင်းရဲ့လေးချိန်ကတစ်ပေါင်ကြိုကြိုထိအောင်ကိုလေးတာဆိုတော့ဒါကတော့တော်တော်လေးအားနည်းချက်အနေနဲ့မြင်တယ်ဘာလို့လဲဆိုတော့လက်ထက်မှာကင်ပြီးတော့ကျတော့ရုပ်ရှင်ကြည့်မယ်ဂိမ်းဆောင်မယ်ဆိုလို့ရှိရင်တော့ပဲနည်းနည်းမှအဆင်ပြေမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒါက tablet တော်တော်များများမှာခြုံတွေ့နေကြအားနည်းချက်အနေနဲ့တော့မြင်ပါတယ်ဒါပေမဲ့ဒီကောင်းမှာတော့တစ်ပေါင်ကြိုကြိုထိအောင်ဆိုတော့နည်းနည်းလေးတော့အားနည်းချက်အနေနဲ့ပို့ပြီးတော့ဖြစ်သွားတယ်ဒီကောင်လေးမှာဆိုလို့ရှိရင်တော့ run က2မျိုးလာတယ်ပေါ့နော် run 8 one way kit နဲ့ run 8 two by six kit ဆိုပြီးတော့2မျိုးလာတယ်ဇင်းတို့တွေမှာဆိုရင်တော့ run 8 one way kit မှာဆိုလို့ရှိရင်ကြတော့ဒီကောင်က9,400,900ချက်ဖြစ်ပါတယ်ဒီ run 8 two by six kit မှာဆိုရင်ကြတော့9,900,900ချက်ဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးကိုဝယ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ HP Mobile မှာလာရောက်ပြီးတော့ဝယ်လို့ရပြီလို့ပြောရင်းနဲ့ပဲဒီလေးကိုအဆုံးသတ်ခွင့်ပြုပါအဆုံးထိကြည့်ရှုပေးအတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါနောက်ဗီဒီယိုမှာပဲပြန်ပြီးတော့တွေ့ကြတာပါ